ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်Microsoft ကို landing လုပ်နေတဲ့ beginner ပဲဖြစ်ဖြစ် Microsoft ကိုစပြီးတော့လေ့လာနေတဲ့ကျောင်းသားတွေပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ Microsoft ရဲ့ဒီ identity service ဖြစ်တဲ့ Microsoft Entra ကိုမဖြစ်မနေသိထားမှာဖြစ်ပါတယ်မင်္ဂလာပါ PMA Technology ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ share ပေးခြင်းတဲ့အကြောင်းအရာတွေကတော့ Microsoft Entra ဆိုတာပါတယ် Microsoft Entra မှာဘာတွေလုပ်လို့ရတယ်ပြီးတော့သူရောဘာတွေလုပ်လဲဆိုတာကိုကျွန်တော်ဒီနေ့ knowledge sharing လုပ်ပေးသွားမှာဖြစ်ပါတယ် Okay ကြည့်လိုက်ရအောင်အဲ့တော့ Microsoft Entra ဆိုတာဘာလဲပေါ့နော် Microsoft Entra ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့လေ့လာရမယ်ဆိုရင်အရင်ကတော့ကျွန်တော်တို့ဒါ Microsoft Entra လို့အနီးမတွင်ခင်ကတော့အရင်က Azure Active Directory အဖြစ်နဲ့သူကရှိနေတယ်သူ့ကိုကျွန်တော်တို့ July 17 2023ကနေစပြီးတော့Azure Active Directory ကနေပြီးတော့ကျွန်တော်တို့ Microsoft Entra ID အဖြစ်နဲ့ကျွန်တော်တို့Microsoft ကနေပြီးတော့ rename လုပ်ခဲ့ပေါ့နော် rename လုပ်ခဲ့အခုခေါ်ဝေါ်ရဆိုတော့ Microsoft Entra ဖြစ်သွားပြီအရင်ကformally ဖြစ်ခဲ့တာကြတော့ Azure Active Directory ဒါက name changes ပေါ့နော် name changes ဖြစ်သွားတာအဲ့တော့Microsoft Entra ကဘာလဲလို့ပြောရမယ်ဆိုရင် IAM Identity and Access Management လို့လို့ရတဲ့နေရာတစ်ခုဘာလို့လုပ်တာလဲဆိုရင်ကျွန်တော်ဒီ Microsoft 365 environment တစ်ခုလုံးကိုကျွန်တော်တို့ကတစ်ခုလုံးထဲမှာရှိရ user တွေ group တွေဒါတွေအကုန်လုံးကိုကျွန်တော်တို့ကဒီ identity and access management လုပ်တာပေါ့နော်ကျွန်တော်တို့ IAM service လို့ပြောလို့ရတယ်ပြောမယ်ဆိုရင် user login တွေပြီးလို့ရှိရင်ဒီ security နဲ့ပတ်သက်တဲ့ control တွေပြီးလို့ရှိရင် access permission နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီ Microsoft Entra ကနေပြီးတော့ကျွန်တော်တို့ကသွားပြီးတော့ manage လုပ်လို့ရတဲ့ service တစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ Microsoft Entra ဆိုတာ IAM လို့သိထားလို့ရှိရင်အဆင်ပြေပြီ Okay Microsoft Entra မှာဘာလို့လုပ်ရလို့ဆိုရင်ကျွန်တော်တို့ဒီဘက်မှာပြထားတဲ့အချက်၄ချက်အတိုင်းပဲဒါကတော့ကျွန်တော်main ပြထားတဲ့အချက်၄ချက်ပေါ့နော်ဒါပေမဲ့သူ့ထပ်ပို့ပြီးလုပ်လို့ရတယ်လည်းရှိသေးတယ်user authentication တွေရှိမယ် secure access to app တွေရှိမယ် MFA condition access တွေ centralized management လုပ်လို့ရတယ်မျိုးရှိမယ်အဲ့တော့user authentication လို့ပြောလိုက်ပြီဆိုရင်ကျွန်တော်တို့ဘာလဲဆိုရင် Microsoft 365 environment ကြီးကိုကျွန်တော်တို့ကသုံးတော့မယ်ဟေ့ဆိုရင်ကျွန်တော်တို့မှာ user တွေရှိတယ်license တွေရှိတယ်ပြီးတော့တခြားသော resource တွေရှိမယ်ပေါ့နော်အဲ့တော့ user တွေအနေနဲ့ကျွန်တော်တို့က user name password ပေးလိုက်ပြီဆိုရင်ဒါ user authentication ကျွန်တော်တို့ပေးလိုက်တယ်လို့ပြောလို့ရတယ် user credential ပေးလိုက်တယ်ဆိုတော့အဆင့်ပေါ့နော်အဲ့နေရာမှာကျွန်တော်တို့ကuser ရဲ့ authentication တော့ပေးလိုက်တာဟုတ်တယ် authorization ကဘယ် permission တွေကိုပေးမှလဲဘယ် SharePoint တွေဘယ် OneDrive တွေကိုပေးသုံးမှလဲဆိုတဲ့ဟာမျိုးတွေကြတော့ကျွန်တော်တို့ Microsoft Entra နေလည်းတက်မလို့ရတယ်ပေါ့နော်ဒါ permission ပိုင်းနဲ့ပတ်သက်ပြီးတော့သွားတာနောက်တစ်ခုအနေနဲ့ကျွန်တော်တို့ secure accept to app ပေါ့နော်ကျွန်တော်တို့ဒီ Microsoft Entra ထဲမှာပါတယ်ရှိရလေဆို user တွေ license တွေ group တွေပဲရှိတာမဟုတ်ဘူးကျွန်တော်တို့သုံးနေတဲ့ Office 365 app တွေပြီးတော့ကျွန်တော်တို့ integrate လုပ်ထားတဲ့ third party app တွေဒီ app တွေကိုကျွန်တော်တို့ enterprise application ဖြစ်နေကျွန်တော်တို့ကဒါဒီမှာလာပြီး register လုပ်ထားတာရှိမယ်ပေါ့နော်ကျွန်တော်ပြီးလို့ရှိရင် team မှာကျွန်တော်ပြပေးမယ်မျိုးလုံးနဲ့မြင်သွားလိမ့်မယ်ပေါ့နော် enterprise application တွေကိုအဲ့တော့ဒီလို app တွေကိုကျွန်တော်တို့က secure ဖြစ်နေသုံးဖို့အတွက်ဆိုရင်ဘယ်လို security ချရလဲဘယ်လိုမျိုးလုပ်ရလဲဆိုတာကိုကျွန်တော်တို့ Microsoft Entra မှာလုပ်လို့ရတယ် Microsoft Entra မှာလည်းကျွန်တော်တို့ဒီ Microsoft Entra မှာကျွန်တော်တို့ဒီ application တွေကို secure ဖြစ်နေကျွန်တော်တို့သုံးလို့ရတယ်ပေါ့နော် Microsoft Entra အနေနဲ့ security အနေနဲ့ဆိုရင်လည်းstrong ဖြစ်တယ်လို့ကျွန်တော်ဒါ recommend ပေးခြင်းနဲ့ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ပါလဲဆိုရင် MFA နဲ့ conditional access အဲ့တော့ MFA ကတော့တည်ရတာ multi-factor authentication အရှိကောက်ဆိုရင်တော့အဲ့လို user တွေ authentication လုပ်တယ် user name password ပဲကျွန်တော်တို့ပေးထားတယ်ဆိုရင်တကယ်လို့ credential ကျွန်တော်တို့ compromise ဖြစ်သွားပြီဆိုရင်user အနေနဲ့ဒါ business impact တွေကျွန်တော်တို့ဖြစ်လာနိုင်တယ်ပြီးရင် user data တွေ loss ဖြစ်လာနိုင်တယ် user data တွေပေါက်ကြားဖြစ်လာနိုင်တယ်ကျွန်တော်တို့ဖြစ်နိုင်တဲ့data leakage ဖြစ်မှုတွေအများကြီးပဲပေါ့နော် data ပေါက်ကြားမှုတွေ data usage မှုတွေဒါအများကြီးပဲ data တွေသူများ competitor တွေရေရောက်သွားတာဒါမျိုးတွေအများကြီးဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်တို့နေဘာလုပ်တင်လဲဆိုရင် multi factor authentication လို့ခေါ်တယ် two factor ကို user authentication တွေမှာထည့်ပြီးတွဲသုံးတင်တယ်ပေါ့နော်အဲ့တော့ MFA ဆိုတာဘာလဲဆို user ကuser အနေနဲ့ဒါကျွန်တော်တို့ပေးလိုက်တဲ့ user name password ကိုဝင်တဲ့အပြင်မှာသူကနောက်ထပ်တစ်ဆင့်အနေနဲ့ verify လုပ်ဖို့အတွက်Microsoft Authenticator app ကိုသုံးတာ SMS ကိုသုံးတာ phone number ကိုသုံးတာပေါ့နော်ဒီ code ကိုထည့်ပြီးတော့ပြောမယ်ဆိုကျွန်တော်တို့ဟို Facebook မှာဆိုရင် two factor ခံတဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်တို့ user name password သွားတဲ့နောက်မှာနောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့ကဒါဟို code 6လုံးလို့ code 8လုံးလို့ねကျွန်တော်တို့ verify လုပ်ရတယ်ပေါ့နော်အဲ့လိုမျိုး
သုံးလို့ရတယ် MFA ကိုလည်းကျွန်တော်တို့ဒါခံတင်တယ်ပေါ့နော်ဟိုတော်တော်များများ organization ကဒီဟာ awareness မဖြစ်ဘူးဆိုရင်လည်းဒါကျွန်တော် video ကြည့်လိုက်တဲ့user တွေပဲဖြစ်ဖြစ်တောင်းတာတွေပဲဖြစ်ဖြစ်တကယ်လို့ကိုယ့်ရဲ့ organization တွေမှာမသုံးသေးတာပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးလို့ဆိုရင် MFA ကိုသုံးဖို့တော့ကျွန်တော် recommend ပေးတယ်နောက်တစ်ခု MFA နဲ့အတူပါရှိလဲဆို conditional access ပေါ့နော် conditional access ကတော့policy ပေါ့နော် conditional access ကဒီ security policy တစ်ခုသူကနည်းနည်းတော့ကျေပြန့်တယ်ကျွန်တော်တို့ဘယ်လိုအခြေအနေမျိုးလို့ရဆိုဥပမာ for example ကျွန်တော်တို့ဒီregion မတူเนาะထားလိုက်မြန်မာ region သုံးနေတဲ့လူနဲ့ Thai မှာသုံးနေတဲ့လူတော့ဗောနော်မြန်မာ region ထဲမှာရှိတဲ့ကျွန်တော်တို့ public IP နဲ့သုံးတော့မှာပဲကျွန်တော်တို့ရဲ့ internet တွေကိုကျွန်တော်ပေးဝင်ပြီးတော့ကျွန်တော်တို့ရဲ့ application တွေကိုပေးသုံးမယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ conditional access အခြေအနေမျိုးတွေနဲ့လိုက်ပြီးတော့ကျွန်တော်သတ်မှတ်လို့ရတယ်conditional နဲ့ပတ်သက်ပြီး conditional access နဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက် video တစ်ခုကျွန်တော်လုပ်ဖို့အတွက်တော့ဆိုတဲ့ idea ပေါ့နော်အဲ့တော့ကျွန်တော် conditional access ကိုပြန်ပြန်နဲ့ကျွန်တော်ဆက်သွားကြမယ်အခုက AD ပဲဖြစ်ဖြစ် user တွေgroup တွေobject တွေဒါတွေအကုန်လုံးကိုကျွန်တော်တို့ကတက်နေပြီးတော့ management လုပ်လို့ရတယ်တဲ့အတွက်ကျွန်တော်တို့ဒါ centralized management လို့ကျွန်တော်တို့သတ်မှတ်လို့ရတယ်ပေါ့နော်အဲ့တော့ Microsoft Entra မှာဒါတွေလုပ်လို့ရပါတယ် okay အဲ့တော့ Microsoft Entra ရဲ့ core component မှာဘာရှိမလဲပေါ့နော် Microsoft Entra ရဲ့ core component တွေမှာအဓိကကျွန်တော်တို့ user တွေရှိမယ်ဒါကျွန်တော်တို့Microsoft 365ကိုတောင်းမဲ့ user တွေပေါ့နော်ဒီ user တွေရှိမယ်နောက်တစ်ခုကကျွန်တော်တို့department တွေ၎င်းကျွန်တော်တို့ team type တွေ၎င်းခွဲပေးထားမယ် group တွေရှိမယ်ပေါ့နော်ဒီ group တွေရှိတယ်ပြီးလို့ရှိရင်နောက်တစ်ခုက role အပေါ်ပြောရလဲဆိုရင်ကျွန်တော်တို့ဒီ Microsoft Entra ဒီကျွန်တော်တို့ဒီ Azure cloud နဲ့ပေါ့ Microsoft ရဲ့ဒီ cloud service ဖြစ်တဲ့ Azure cloud နဲ့ကျွန်တော်တို့ integration လုပ်ထားတာအဲ့တော့ဒီ Microsoft Entra မှာ user တွေဆောက်လိုက်user တွေဆောက်ပြီးတော့ကျွန်တော်တို့ကAzure cloud ဘက်မှာလည်းကျွန်တော်တို့ identity service အနေနဲ့ကျွန်တော်တို့သုံးလို့ရတယ်ပေါ့နော်အဲ့တော့Azure ဘက်မှာပတ်သက်တဲ့ကျွန်တော်တို့ဟိုမှာ Azure administrator role တွေပြီးလို့ရှိရင်တခြားသော internal administrator role ပြီးလို့ရှိရင်နောက်တစ်ခုapplication developer role ဒီလိုမျိုး role တွေကိုကျွန်တော်တို့သတ်မှတ်ပေးရတယ်ပေါ့နော်အဲ့အတွက် Microsoft Entra မှာလည်းကျွန်တော်တို့ role ဆိုတဲ့ service ရှိရဲ role တွေနဲ့သတ်မှတ်ပြီးတော့ user တွေရဲ့ permission တွေတော့၎င်းpermission တွေပေါ့နော် permission တွေတော့၎င်းကျွန်တော်တို့ဒီ access control တွေတော့၎င်းကျွန်တော်တို့လုပ်လို့ရတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုက device တွေနဲ့ပါရှိမိလဲဆိုရင်ကျွန်တော်တို့ရဲ့environment မှာကျွန်တော်တို့က device တွေရှိရပေါ့နော်။ Windows laptop တွေပေါ့နော်။ laptop တွေရှိရဲကျွန်တော်တို့ desktop တွေရှိမှာပေါ့နော်။ဒီလိုဟာမျိုးတွေအကုန်လုံးကိုကျွန်တော်တို့တနေရာလေးနေပြီး control လုပ်လို့ရတယ်။တနည်းပြောမယ်ဆို Microsoft ရဲ့ Windows server ကိုလေးလာပြီးလို့ဆိုနေမှာပေါ့နော်။ကျွန်တော်တို့ domain join ပြီးတော့ device တွေ manage လုပ်တာ။ဒီလိုမျိုးပဲ Microsoft Entra ကို join ပြီးတော့ကျွန်တော်တို့ device တွေ manage လုပ်လို့ရတယ်။ဒါပေမဲ့ Microsoft Entra ပဲတော့မဟုတ်ဘူး။ Microsoft ရဲ့ in-house service နဲ့ကျွန်တော်တို့တွဲပြီးလုပ်ရမှာပေါ့နော်။အဲ့တော့intro တက်ကိုလည်းကျွန်တော်နောက်ပိုင်းကြာရင်တော့ series တစ်ခုအနေနဲ့ကျွန်တော်တော်တော် knowledge sharing လုပ်ပြီးလို့ရှိမယ်ပေါ့နော်အဲ့လီ okay နောက်တော့ application တွေဆွမ်းနာပြောသလိုပဲ Office 365 application တွေရှိသလိုဘာတွေရှိမလဲဆိုရင်ကျွန်တော်တို့ enterprise application တွေပေါ့နော်ကျွန်တော်တို့ရဲ့ဟိုမှာထားပါဆိုVPN သုံးမယ်ဆိုရင်ကျွန်တော်တို့ဒီ Microsoft Entra ရဲ့ဒီ user identity နဲ့ကျွန်တော်တို့ဒီPalo Alto ပေါ့နော် Palo Alto ရဲ့global connect အဲ့တော့ဆက်ကြည့်အောင်ပေါ့နော်ကျွန်တော်တို့ Microsoft Entra ရဲ့core component ပေါ့နော် core component မှာကျွန်တော်တို့ဘာတွေပါမလဲပေါ့နော်ဘာတွေပါမလဲလို့ပြောမယ်ဆိုရင်ကျွန်တော်တို့user ပေါ့နော်ဒါတနည်းပြောမယ်ဆိုရင်ကျွန်တော်တို့ Microsoft 365 environment တစ်ခုလုံးသုံးဖို့ဆိုရင် user တွေပေါ့နော်ကျွန်တော်တို့ရဲ့ organization တွေမှာရှိရဲ့employee တွေဖြစ်ဖြစ်ကျွန်တော်တို့ပေးသုံးခြင်းတဲ့ user တွေကိုကျွန်တော်တို့ user အဖြစ်နဲ့သတ်မှတ်ပြီးတော့ credential တွေပေးရမယ်ပေါ့နော်ဒီလို user တွေရှိရဲ့ပြီးတော့ department လိုက်တော့၎င်းဒါမှမဟုတ်လို့ရှိရင်လည်း team လိုက်တော့၎င်းကျွန်တော်တို့ကဖွဲ့ပေးထားတဲ့ group တွေရှိမယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ role ကဘာကိုကျွန်တော်တို့ပြောချင်တာလဲဆိုရင် Microsoft Entra ဒီသူ့မှာတခြားသောintegrate လုပ်ထားတဲ့ဒီ Microsoft ရဲ့နောက်ထပ်service တွေရှိတယ်ပေါ့နော်ဥပမာ Microsoft Intune ဟာမျိုး Microsoft Purview ပေါ့နော်ဒီ data security နဲ့ပတ်သက်တဲ့ဟာမျိုး Intune ဆိုရင်ဒါ device management နဲ့ပတ်သက်တဲ့ဟာမျိုးเนาะပြီးလို့ရှိရင်ဆိုတဲ့ fan อ่ะပေါ့ဒီလိုမျိုးmarket security service တွေဒါနောက်တစ်ခုဖြစ်တဲ့Dynamics 365 တို့ Power Platform ပြီးလို့ရှိရင် Azure Cloud ပေါ့နော်ဒီလိုမျိုးintegration တွေလည်းအဲ့လိုနေရာမျိုးတွေမှာကျွန်တော်တို့ကပေးနေတဲ့ permission တွေပေါ့နော်ပေးတော့ပေး administrator တို့ပေးမယ်ဒီတော့ page administrator တို့ပေးမယ်ဘယ် user တော့ကျွန်တော်တို့ကမပေးဘူးဆိုတာမျိုးလည်းဆုံးဖြတ်လို့ရတယ်ဒီ Microsoft Entra နေပဲကျွန်တော်တို့က support လုပ်တယ်ပေါ့နော်အဲ့တော့role တွေသတ်မှတ်ခြင်းတဲ့ခါကျရင်လည်း Microsoft Entra နေတဆင့်လုပ်လို့ရတယ်ပေါ့နော်
နောက်တစ်ခုကဘာလဲဆိုတော့ device ပေါ့နော် device ကကြတော့ဘာလဲလို့ပြောရမယ်ဆိုရင်ကျွန်တော်တို့ Windows server ရဲ့ Active Directory domain service ကိုလေ့လာဖို့ရလို့ဆိုရင်တော့ဒါမျိုးလုံးနဲ့မြင်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ရဲ့ organization တွေမှာ device တွေရှိတယ်အဲ device တွေဒီကျွန်တော်တို့တလုံးချင်းစီလိုက်ပြီးတော့ manage လုပ်နေမယ်စာဒီ Active Directory domain service ကို join ပြီးတော့ကျွန်တော်တို့ centralized management လုပ်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ on-premise version အဲ့တော့အခု Microsoft Entra ဘက်မှာလည်းကျွန်တော်တို့ကဒီ device ကျွန်တော်တို့က Microsoft Entra ကို join ပြီးတော့ centralized management လုပ်လို့ရတယ် endpoint security တွေကျွန်တော်တို့လုပ်လို့ရတယ်ပြီးလို့ရှိရင် Windows နဲ့ပတ်သက်တဲ့ security တွေလည်းကျွန်တော်တို့ centralized management လုပ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ Microsoft Entra တခုလည်းတော့မဟုတ်ဘူးကျွန်တော်တို့ Microsoft Intune mobile device management ပေါ့နော်ဒီလိုမျိုးservice ကိုလည်းတွဲပြီးတော့ကျွန်တော်တို့သုံးလို့ရတယ်ပေါ့နော်သုံးပြီးတော့ကျွန်တော်တို့ device တွေကို manage လုပ်လို့ရတယ်ပေါ့နော်အဲ့တော့နောက်တစ်ခု application ပေါ့နော်ဒီ application မှာကျွန်တော်တို့ပါရှိနေဆို Office 365 application တွေဒီ Power Platform နဲ့ပတ်သက်တဲ့ application တွေပြီးလို့ရှိရင် Dynamics 365 နဲ့ application တွေပြီးလို့ရှိရင်နောက်တစ်ခု Azure Cloud ကနေမှရှိတဲ့ application တွေနောက်ပြီးတော့ third party application တွေပေါ့နော်ဒီလိုမျိုး application တွေကိုလည်းကျွန်တော်တို့ Microsoft Entra ကနေပြီးတော့ integrate လုပ်ပြီးတော့ကျွန်တော်တို့တွဲသုံးလို့ရတယ်for example ကျွန်တော်တို့မျိုးလုံးနဲ့မြည်ကြည့်လိုက်ပေါ့နော်ကျွန်တော်တို့ဥမာ link ကိုကျွန်တော်တို့ Microsoft Entra မှာရှိတဲ့ user account နဲ့ integration လုပ်ပြီးသုံးတဲ့ပုံစံမျိုးပေါ့နော်ဒီလိုမျိုးကျွန်တော်တို့တွဲသုံးခြင်းနဲ့ဆိုရင်သုံးလို့ရတယ်နော်ဒါတော့ Microsoft Entra ရဲ့ core component တွေပေါ့နော်အဲ့တော့ဒီမူလေးပါဒီတစ်ခါ video လေးမှာကျွန်တော်ထည့်ပေးထားရပါတော့ဒီမှာဘာမလဲဆိုရင်ကျွန်တော် Microsoft Entra ကိုသွားပြီးတော့ကျွန်တော် user create လုပ်မယ် group create လုပ်မယ်ပြီးလို့ရှိရင် MFA ကို enable လုပ်မယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ business connection and access policy လေးပေါ့နော်ဒါမျိုးလေးကျွန်တော်နည်းနည်းပါကျွန်တော်ဒီ camera video လေးမှာကျွန်တော်ထည့်ထားရပါတော့ Okay အဲ့တော့Microsoft Entra ကိုကျွန်တော်တို့ summarize နေနဲ့လောက်ရမယ်ဆိုရင်Microsoft 365ရဲ့ identity backbone service တစ်ခုအနေနဲ့ကျွန်တော်တို့သတ်မှတ်လို့ရတယ်ပေါ့နော်ဟောကျွန်တော်အရင် feed video မှာ10နဲ့ကိုရှင်းပြသလိုပဲဒီ10နဲ့ထဲမှာလည်း Microsoft Entra ကပါတယ် Microsoft Entra ကိုကျွန်တော်တို့က IAM အဖြစ်နဲ့ကျွန်တော်တို့ကမြင်နေဆိုရင်တော့ကျွန်တော်တို့ကအဆင်ပြေပြီပေါ့နော်Microsoft Entra ပါလေလို့မြင်လာရှင် IAM service လို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်အဓိကကကျွန်တော်တို့ security တွေ access control တွေအတွက်ကျွန်တော်တို့သုံးနေပေါ့နော်ဒီအရေးလည်းကျွန်တော်တို့ဒါ security shutdown ကနေကြည့်မယ်ဆိုရင်အရေးကြီးတဲ့မှာပါတယ်အဲ့တော့ Microsoft Entra ရဲ့ကျွန်တော်ကြည့်လို့ရတဲ့ video ကတော့ဒီကြည့်ပဲကျွန်တော်အခုပါလာမယ်ဆိုကျွန်တော်လက်လုပ်ပြမယ်ပေါ့နော်အဲ့တော့အရင်ဆုံးအနေနဲ့ကျွန်တော်တို့ဘာလုပ်ဖို့လိုလဲဆိုရင် Microsoft Entra ရဲ့ဝင်မှုဆိုရင်ကျွန်တော်တို့ browser တစ်ခုကနေပြီးတော့ဒါကျွန်တော်Microsoft Entra နေပြီးတော့ကျွန်တော်တို့ဘာလုပ်လို့ရတယ်ဆိုရင်admin.microsoft.com ကနေလည်းကျွန်တော်တို့ဝင်လို့ရတယ်ဒါမှမဟုတ်ရှင်လည်းတိုက်ရိုက်ဝင်ကြည့်လို့ရှိရင် entra.microsoft.com ဆိုပြီးတော့ကျွန်တော်တို့တိုက်ရိုက်ဝင်လို့ရတယ်ပေါ့နော် Okay admin center ဘက်ကနေပြီးတော့ကျွန်တော်တို့ကဒါဝင်မယ်ဆိုရင်ဘယ်လိုဝင်လို့ရတယ်ဆိုရင်ကျွန်တော်တို့ဒီဘက် navigate ဘက်မှာပါရှိမလဲဒီဘက် administration လုပ်လို့ရတဲ့ဒါကျွန်တော်တို့ဒီမှာ show on နေတယ်လို့ရှိရင် admin center ရှိရဲအမှကျွန်တော်တို့ identity search ရှိရဲ identity ဖိတ်လိုက်Microsoft Entra ကိုရောက်သွားပါတော့တူတူပဲဒီ Entra နေလည်းတိုက်ရိုက်ဝင်သွားလို့ရတယ်ပေါ့နော် Okay အဲ့တော့ဒါက Microsoft Entra ရဲ့ကျွန်တော်တို့ဒါမြင်နေရတဲ့ကျွန်တော် dashboard ပေါ့နော်စာပြီးမြင်နေရ home page ဖြစ်တယ်အဲ့တော့ဘာလဲဆိုရင်ကျွန်တော်တို့ဒါ login ဝင်လိုက်တဲ့ user administrator ပေါ့နော်သူကဘာလို့ရှိလဲဆိုတော့ကျွန်တော်တို့ကပြထားပြီးသားရှိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ဒါကျွန်တော်က demo ထဲနဲ့ဖြစ်တယ်ကျွန်တော်တို့က control နေနဲ့ကျွန်တော်ထွက်နေတာပေါ့နော်တကယ်နဲ့ organization တွေမှာဆိုရင်တော့ကျွန်တော်တို့ဒါcompany ရဲ့ name ထွက်မှာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဘာရှိလဲဆိုတော့ ID ရှိမယ်တဲနဲ့တစ်ခုစီတိုင်းမှာဒါတဲနဲ့ ID ဆိုတော့အမြင်နဲ့ပါပြီးသားပေါ့နော်တဲနဲ့ ID မတူတဲ့တဲနဲ့ ID တွေတဲနဲ့တစ်ခုစီတိုင်းမှာရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ဒါ domain ကျွန်တော်တဲနဲ့ထဲမှာရှင်းပြခဲ့တဲ့အတိုင်းပဲ primary domain ဆိုတာရှိရဲဒါပြောရမယ်ဆိုရင် default domain လို့ပြောရမှာပေါ့နော်ကျွန်တော်တို့ဒီ custom ထည့်ပြီးတော့လည်းကျွန်တော်တို့ကသူ့ကို primary domain ဖြစ်နေကျွန်တော်တို့ပြောင်းလို့ရတယ်ပေါ့နော်အဲ့တော့ဒီ dashboard မှာတော့အများကြီးပဲပေါ့နော်ဒီသူနဲ့ပတ်သက်တဲ့ဒီ deployment documentation တွေရှိမယ်ပြီးလို့ရှိရင် knowledge center ရှိမယ်နောက်တစ်ခုကျွန်တော်တို့ဒါ overview နေနေဆိုရင်ဒီမှာ user ဘယ်နှယောက်ရှိရဲ group ဘယ်နှခုရှိရဲ app ကဘယ်နှခုရှိရဲဆိုတာကိုလည်းဒီမှာတစ်ခါလေးပြထားပေးပြီးသားရှိရဲအဲ့တော့ဒါကတော့ဒီကျွန်တော် login ဝင်လိုက်တဲ့ user ရဲ့ role ပေါ့နော်ကျွန်တော်က MOD administrator နဲ့ဝင်လိုက်တာဖြစ်လို့သူဒီကျွန်တော်တို့ဘာ role ရလဲဆိုရင် global administrator role ရထားတယ်ဒီမှာဆို high privilege ဖြစ်တဲ့ role တစ်ခုလို့သူကပြောထားရပေါ့နော်တကယ်တော့global administrator role ကကျွန်တော်တို့
ဒီ organization တစ်ခုလုံးမှာဆိုရင်တော့2ယောက်3ယောက်လောက်ပဲရှိတင်တာတော့ရှိတင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ဒီsecurity နဲ့ပတ်သက်တယ်ဆိုရင်တော့ဒါ global administrator ကကျွန်တော်တို့ရဲ့တင်းထဲမှာအမြင့်ဆုံးဖြစ်တယ်ပြောမယ်ဆို root user လို့ပုံစံမျိုးပေါ့နော် Linux မှာဆိုရင်အဲ့တော့ဘာမှမဆိုလုပ်လို့ရရဲဆိုတာဖြစ်တဲ့အတွက်ကျွန်တော်တို့သူ့ကိုတော့ဒီ3-4ယောက်လောက်ပဲပေးတင်တယ်ပေါ့နော်တကယ်manager level မျိုးတွေဒါမှမဟုတ် C level မျိုးတွေဒါမျိုးတွေပဲကျွန်တော်တို့ပေးတင်တယ်ပေါ့နော်ဒီလိုtrust ဖြစ်တဲ့လူကိုပေးတာတော့ပို့ပြီးအဆင်ပြေတယ်တကယ်လို့trust မဖြစ်ဘူးဆိုရင်တော့ကျွန်တော်တို့ဒါsecurity ရကြည့်မယ်ဆိုတော့မကောင်းဘူးပေါ့နော် okay အဲ့တော့ဒီမှာကျွန်တော်တို့ navigate မှာကြည့်မယ်ဆိုရင်ဘာရှိမလဲဆို Microsoft Entra agent ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ favorite တွေထားလို့ရတယ်ပေါ့နော်အဲ့တော့ဒီဘက်မှာကြည့်လိုက်ကျွန်တော်တို့ဒါ Microsoft Entra တခုတည်းမဟုတ်အောက်မှာ identity protection identity governance verify ID global secure access ပေါ့နော်ပြောမယ်ဆို Microsoft Entra ရဲ့ dashboard မှာကကျွန်တော်တို့အများကြီးပဲပေါ့နော်မဲလို့ရတယ်identity protection တွေရိုက်identity governance တွေကကြတော့ကိုသုံးတဲ့ license ပေါ်မူတည်ပြီးတော့ကွဲပြားသောမျိုးတွေလည်းရှိရပေါ့နော်အဲ့တော့ overview မှာကျွန်တော်တို့ကြည့်ရအောင် Microsoft Entra ID ပေါ့နော် Microsoft Entra ID ရဲ့Microsoft Entra ရဲ့ overview မှာဆိုရင်ကျွန်တော်တို့ဒါဆိုတော့ကျွန်တော် home page မှာမြင်ခဲ့တဲ့အတိုင်းပဲကျွန်တော်တို့ရဲ့ tenant name ပါမယ် tenant ID ပါမယ် primary domain ပါမယ်ပြီးတော့ license ကကျွန်တော်တို့ဒါ Microsoft Entra ID ရဲ့P2 license ကိုသုံးထားတာပေါ့နော်Microsoft Entra ID မှာ P1 P2 အဓိကတော့ basic ရဲ့ဒီ additional ရှိတာပေါ့နော် additional နဲ့ဆိုရင် basic ရဲ့ P1 ရဲ့ P2 ဆိုပြီးရှိရပေါ့နော်P2 ကတော့အမြင့်ဆုံးဖြစ်တယ်ကျွန်တော်တို့သုံးကျင်တဲ့ service တွေအကုန်လုံးကိုလည်းကျွန်တော်တို့ကဒီတင်းတဲ့ထဲမှာကျွန်တော်တို့က P2 license ဝယ်ပြီးသုံးမယ်ဆိုရင်တော့သုံးလို့ရတယ်ပေါ့နော် P1 ကတော့ P2 တော့မစိုးဘူးP1 တော့သုံးမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ small medium ပေါ့နော် SMB level လောက်ကတော့ကောင်းကောင်းသုံးလို့ရတယ်အဲ့တော့ပြီးတော့ပါရှိမယ်ဆိုတော့ဒါဆိုတော့ကျွန်တော်ပြောလို့ user ပေါ့နော် user ရှိမယ် group ရှိမယ် device ရှိမယ်ဆိုတော့ကျွန်တော်ပြောတဲ့ application ဆိုတာဒီ enterprise application တွေရှိမယ်ပေါ့နော် okay အဲ့တော့ကျွန်တော်ဒီမူမှာကျွန်တော်တို့ user တယောက်ဆောက်ပြမယ်အဲ့တော့ user ကဘာလဲဆိုတော့ကျွန်တော်တို့ဒီမှာနှစ်ခုရှိရယ် create the new user နဲ့ internet external user အဲ့တော့ create the new user မှာကျွန်တော်တို့ကဘာလဲဆိုရင်create the new user ကျတော့ user တယောက်ကိုကျွန်တော်တို့ဒီ teacher create လုပ်လိုက်တာပေါ့နော် user တယောက် create လုပ်လိုက်တာinvited external user ကြတော့ကျွန်တော်တို့ကဘာအတွက်သုံးတာလဲဆိုရင်ကျွန်တော်တို့ကဒါ external user တွေကိုကျွန်တော်တို့ရဲ့ tenant တွေကို guest user အနေနဲ့ကျွန်တော်တို့က invite လုပ်တဲ့ချိန်ကျရင်ကျွန်တော်တို့သုံးတာပေါ့နော်ဝေအဲ့တော့ user တယောက် create လုပ်မယ်ဆိုရင်ကျွန်တော်တို့ကcreate new user ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာဘာရှင်းလဲဆိုတော့ user principal name ပြရမယ်ပေါ့နော်ဥပမာကျွန်တော်ဆိုရင်ဒါကတော့ user name ပေါ့နော်ကိုယ့်ရဲ့ employee name ပဲဖြစ်ဖြစ်ဥပမာကျွန်တော်ဟိလို့ကျွန်တော်ပေးလိုက်မယ် domain ကတော့ဒါကျွန်တော်ဒီ Microsoft ပေးရတဲ့ကျွန်တော် microsoft.com ပေါ့နော်ဒီ default domain ကိုကျွန်တော်သုံးထားတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ name ကတခါကျွန်တော်ပါပြီးသားပေါ့နော်ဒီပြကြည့်လိုက် name ဒီမှာကျွန်တော်ဖြတ်လိုက်မယ်ဆိုရင် name ကျွန်တော်မရှိရောအဲ့တော့ name တခါလေးပါပြီးသားဖြစ်လိမ့်မယ် name မှာပေးလို့ရတယ်ပြီးလို့ရှိရင်ကျွန်တော် display name မှာကျွန်တော်ဘယ်လိုပေါ်တင်လဲပေါ့နော်ကျွန်တော် name ကပိုင်ဟိဒီလိုမျိုးပေါ်လို့ရတယ် password ကသူ create လုပ်ပြီးသားရှိရယ်မကြိုက်လို့ရှိရင်လည်းကိုကျွန်တော်တို့က create လုပ်လို့ရတယ်နော် okay အဲ့ဒါ auto generate ကိုဖြုတ်ပြီးတော့ကျွန်တော်create လုပ်မှာပေါ့နော် okay ပြီးလို့ရှိရင် account တစ်ခါလေး enable လုပ်ပေးလိုက်မယ်DMV တော့ဆိုရင်ကျွန်တော်တို့ကတစ်ခါလေး time create လုပ်လို့ရတယ်မဟုတ်ဆိုရင်ကျွန်တော်တို့ property ဆက်သွားလို့ရတယ် property မှာတော့ကျွန်တော်တို့သူ့ရဲ့ပတ်သက်တဲ့ information တွေအကုန်လုံးကျွန်တော်တို့ဖြည့်ပေးရမှာပေါ့နော်ကျွန်တော် information နေပါမယ်ကိုယ်နဲ့ information ဒါတွေအကုန်လုံးကျွန်တော်တို့ဖြည့်ပေးရမယ်နော်ဒီ enterprise ဒီဟိုပါပေါ့နော်ဒီ enterprise organization တွေမှာဆိုတော့တော်တော်များများကဒီကိုဒီ channel လောက်ထားဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ job information တွေကိုဒီ channel လေးထည့်ကြပါတော့ okay အဲ့တော့ဒီဘယ်တော့မှ assignment တက်ကိုဆက်တော့မယ်ပေါ့နော် assignment တက်မှာကျွန်တော်တို့ပြောသလိုပဲပါထည့်လို့ရလဲဆိုတော့ကျွန်တော်တို့ back group တွေကိုထည့်မှာလဲပြီးလို့ရှိရင် back group ပြမှာလဲဆိုတော့ကျွန်တော်တို့ကလုပ်လို့ရတယ်တခါလေးတက်မှတ်ခဲ့ပြီးလို့ရတယ်ပေါ့နော်ထည့်ပြီးမဲ့ group မရှိသေးဘူး user အသစ်ဖြစ်တဲ့အတွက်ကျွန်တော် back group တွေထည့်မယ်မသိဘူးဆိုတော့တော်သွားလို့ရတယ် okay အဲ့တော့နောက်တစ်ခုကဒါကျွန်တော်တို့ review လုပ်မယ်ပေါ့နော်ကျွန်တော်တို့ဘာ information ထည့်ခဲ့တယ်လိုအပ်မျိုးရှိလားဒါမျိုး review လုပ်ပေါ်လို့ရှိရင်ကျွန်တော်တို့ create တိုင်းလုပ်လို့ရတယ်okay အဲ့တော့ user create လုပ်ပြီးပါပြီပြန်ရှာကြည့်အောင်ကျွန်တော်လည်းokay ဒါကျွန်တော်ဆောက်ခဲ့တယ် Python ဆိုတဲ့ user လေးပေါ့နော် okay နောက်တစ်ခုလည်းကျွန်တော်တို့ကဘာလုပ်ပြကျွန်တော်ဘာတစ်ခုထပ်လုပ်ပြမလဲဆိုကျွန်တော်ဒီမှာ group ဆောက်ပြမယ်ပေါ့နော်
group ဆောက်မယ်ဆိုရင်လည်းကျွန်တော်ဒီမှာကျွန်တော် group tab တွေကိုသွားပြီးတော့ကျွန်တော်ဒီမှာ overview တွေကိုဝင်လိုက်မယ်ကျွန်တော်ဒီမှာ all group ကနေလည်းကျွန်တော်သွားလို့ရတယ်လို့ overview ကနေလည်းကျွန်တော်သွားလို့ရတယ်ပေါ့နော် okay all group တွေကနေသွားပြီးတော့ကျွန်တော်ဒီမှာအောက်ကကျွန်တော် create လုပ်ထားတဲ့ group ရှိမယ်အသစ် create လုပ်ချင်တယ်ဆိုရင်ကျွန်တော်ကဒီမှာ new group ပေါ့နော် new group ကိုကျွန်တော်သွားလိုက်မယ်new group ကိုကျွန်တော်တို့ကရောက်ပြီဆိုတာနဲ့ကျွန်တော်ဗာမယ်ဆို group တိုင်းနှစ်ခုရှိရပေါ့နော် group က security group နဲ့ Microsoft 365 group ပေါ့နော်ဒီ Microsoft နဲ့ပတ်သက်တဲ့ group type ဒီနဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက် video တစ်ခုကျွန်တော် create လုပ်ပေးမယ်ပေါ့နော်ဒီမှာတော့ကျွန်တော်ဒီEM ရှင်းပြတော့ဘူးနှစ်ခုရှင်းလို့သတ်မှတ်ထားရင်ရပြီ okay အဲ့တော့ကျွန်တော်တို့ name ပေးမယ် group name ပေးမယ်ဘယ်လိုပေးမလဲဆိုရင်ကျွန်တော်တို့က HR တင်ပေါ့နော် HR ရှိဆိုတော့ HR တင်ပြီးကျွန်တော်ပေးမယ်ပြီး description လိုရရင်ကျွန်တော်ထည့်လို့ရတယ်ပြီး Microsoft Entra role can be assigned ဆိုတော့ကျွန်တော်ဒီຢာလေးကကျွန်တော်ဒီ option ရဲ့ပါအတွက်လေဆိုရင်ကျွန်တော်role ကိုကျွန်တော်တို့ user တယောက်ချင်းစီပဲပေးလို့ရတယ်ဒါမှမဟုတ်ရှင်လေ group ကိုလည်းကျွန်တော်တို့ပေးလို့ရတယ်ထားပါဆိုကျွန်တော်တို့ဒီ HR တင်မှာရှိတဲ့လူတွေကိုကျွန်တော်တို့ကဟိုမှာဒီ compliance administrator role ပေးမယ်ပေါ့နော် compliance administrator role ပေးမယ်ဆိုရင်ကျွန်တော်တို့ကဒီ group တွေကိုပဲဒီ user ကိုထည့်လိုက်တာနဲ့ဒီ user ဒီကျွန်တော်တို့ compliance administrator role ရသွားမယ်ဆိုတော့ scenario ပုံစံမျိုးနဲ့လည်းတွားလို့ရတယ်ပေါ့နော်အဲ့တော့အခုကျွန်တော် membership type မှာကျွန်တော်တို့ကဖြန့်ကြည့်လိုက်ရင်ကျွန်တော်ဗာရှိလဲဆိုရင် assign ရှိရ dynamic user ရှိရ dynamic device ရှိရ assign ကတော့ဒါကျွန်တော်တို့ manually ဒီ group တွေကိုကျွန်တော် user add ပေးရမယ်ပေါ့နော်ထည့်ပေးရမယ် dynamic user ကကြတော့ကျွန်တော်တို့ဒါautomatically ဒီ group တွေကို user ရောက်လာအောင်လုပ်ထားလို့ရတယ်ပေါ့နော် for example ကျွန်တော်တို့ဒါdepartment name တော့၎င်းဒါမှမဟုတ်ရှင်လဲ company name တော့၎င်းဒီလိုထည့်ထားပြီးတော့ကျွန်တော်တို့ကဒါ syntax တစ်ခုတော့ရေးပေးထားတယ်ပေါ့နော်ဒီမှာဆိုရင်ဒီမှာ dynamic query တစ်ခုရေးပေးထားတယ်ဒီ query နဲ့ကျွန်တော်တို့ guide တဲ့ user တွေဒီကျွန်တော်ဒီ group တွေကိုရောက်လာမယ်ပေါ့နော်အဲ့တော့ဒီအောင်တော့ကျွန်တော်နောက် video တွေမှာကျွန်တော်ဒီ dynamic user တွေ dynamic device တွေဘယ်လို create လုပ်ရမလဲဆိုတာတော့ကျွန်တော်နောက် video တွေမှာကျွန်တော်ဆက်ပြီး sharing လုပ်ပေးမယ်ပေါ့နော် okay အဲ့တော့ဒီမှာတော့ကျွန်တော် assign user နဲ့ပဲသွားနိုင်မယ်ကျွန်တော်တခါတည်းဒီမှာ owner ကျွန်တော်သတ်မှတ်ခဲ့လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်တို့ကနောက်မှသတ်မှတ်လို့ရအောင် okay ဒါဆိုဆန္ဒကျွန်တော်စောက်ခဲ့တဲ့user တွေကပိုင်နေလို့ user ကိုကျွန်တော် owner ဖြစ်နေပေးလိုက်မယ်ပြီးလို့ရှိရင် member အနေနဲ့ဆိုရင်ကျွန်တော်တို့ဒီမှာရှိရဲ့ user တချို့ကျွန်တော်ထည့်လိုက်မယ်ပေါ့နော်ဒီမှာတဲ့ ls တို့ပြောရလို့ရှိရင်ဒီ user ပေါ့နော်3ယောက်ကိုကျွန်တော်ထည့်လိုက်မယ်ထည့်ပြီးတော့ကျွန်တော်ဒီမှာ create လုပ်လိုက်မယ်နော် create လုပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ဘာဖြစ်သွားမလဲဆိုရင် successfully create the group ဖြစ်သွားပါတော့အဲ့မှာကျွန်တော်တို့ HR team ဆိုကျွန်တော် HR ကြည့်လိုက်မယ်okay ဒီမှာဆိုဒါကျွန်တော်စောက်ခဲ့တဲ့ group ကိုကျွန်တော်တို့စောက်ပြီးသွားပြီပေါ့နော် okay အဲ့တော့group create လုပ်တာဖြစ်တယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့နည်းဒီမှာပြန်ကြည့်လိုက် okay MFA enable လုပ်တာ MFA enable လုပ်တာကကြတော့ဘယ်လိုလဲဆိုရင်ကျွန်တော်တို့ဒီမှာဒီ user တွေရှိရပေါ့နော် user ထားပါဆိုဒီမှာဆိုပုံမှန်ဆိုရင်တော့ဒါ knowledge sharing ပေါ့နော်ဒါပုံမှန်ဆိုရင်တော့ Microsoft 365 environment တွေဒီအခုနောက်ပိုင်းပေါ့နော်တော်တော်များများsecurity default အနေနဲ့ MFA ကိုမဖြစ်မနေ user တွေကို enforce အနေနဲ့ on ရမယ်ဆိုတော့သတ်မှတ်ချက်တစ်ခုပေါ့နော် compliance rule တစ်ခုတော့ပါလာတယ်အဲ့တော့ကိုကတင်းနဲ့အသိလျှောက်ထားတယ်ဒီနောက်ပိုင်းပေါ့နော်ကျွန်တော်ဒီနောက်ပိုင်းမှာတင်းနဲ့တစ်ခုလျှောက်တယ်တင်းနဲ့ကိုကျွန်တော်တို့သုံးပြီးဆိုတော့သိကြရတယ်ဒါ user တော်တော်များများဒီ user တွေဒီအကုန်လုံး MFA on တော့ပေါ့နော်ဘာလို့လဲဆိုတော့ security default ဒီအများနဲ့ on သွားပြီပေါ့နော်အားကြောင့်မလို့အများနဲ့ on ထားရပေါ့နော်ဒီ Microsoft ရဲ့ default အနေနဲ့ဆိုရင်တော့အများနဲ့ on ထားရတယ်မှာပါတယ်အဲ့တော့ဒီမှာကြည့်လို့ရတယ်ဆိုဒီမှာ overview မှာကျွန်တော်တော့ကြည့်လို့ရတယ်overview ကကျွန်တော်တို့ပြန်မှကြည့်လို့ဒီမှာ properties တဲမှာကျွန်တော်တို့ကြည့်လို့ရတယ်ဒါ tenant property ပေါ့နော် tenant properties ရဲ့ဟိုအောက်ဆုံးဆင်းလိုက်မယ်ဆိုရင်ဒီမှာကျွန်တော်တို့ security default အနေနဲ့ဆိုရင်ဒီမှာ security default a basic identity security mechanism recommended by Microsoft ပေါ့နော် I enable this recommendation where automatically enforce your organization ပေါ့နော်ဒါ security default အနေနဲ့じゃသူက on ထားပြီပေါ့နော်အဲ့တော့ဒါဒီကျွန်တော်ဒီ security default ကျွန်တော်တို့ပိတ်တာလုပ်ပြရပါတော့ disable လုပ်ပြရတယ်ခုနောက်ပိုင်းတော့မရတော့ဘူးဒီမှာကျွန်တော်မှတွေ့ရပါတော့ okay ဒါ security အနေနဲ့ဆိုရင်တော့ကောင်းတဲ့ရာတစ်ခုပေါ့နော်ဒီ admin အနေနဲ့လိုက်ပြီးတော့ MFA ကို user တွေကို on မှာပြောရမလို့စပြီးတော့တောင်းတာနဲ့ MFA on ရမယ်ဆိုရဲ feature ဖြစ်တယ်ပေါ့နော် feature တစ်ခုပါလာတယ် okay အဲ့တော့ကျွန်တော်တို့ MFA တည်တဲ့ on နေနေဆိုရင်ကျွန်တော်တို့ MFA on လို့ရတာကနီးမျိုးရှိရပေါ့နော်အဲ့တော့ပထမနီးရပါလို့ဆိုတော့ user တယောက်ချင်းစီသွားပြီးတော့ MFA on ပေးရနီးအဲ့တော့ကျွန်တော်ဒီမှာ MFA user တယောက်ချင်းစီ on ပေးနေဆိုရင်ကျွန်တော်ဒီမှာဒီ user ဝင်လိုက်ပြီးတော့
ကျွန်တော်ဒီမှာပါရှိမယ်ဆိုတော့ Okay အဲ့တော့security default ဖြစ်သွားလို့ထင်တယ်ကျွန်တော်ဒီနေရာမှာတော့ဟို MFA ပုံလို့ရရဲ့pattern လေးတစ်ခုပါမလာတော့ဘူးပေါ့နော်အရင်ကတော့ဒါဒီနားမှာ MFA ဆိုတာပါတယ်အခုနောက်ပိုင်းတော့မပါတော့ဘူးပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ဒါ user ရဲ့ချင်းစီကျွန်တော်ဒီ user တွေကိုကျွန်တော်တို့ကမဖြစ်မနေ MFA on ပေးရမယ်policy ရေးထားတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့အဲ့ဒါတော့ကျွန်တော် connection access ကိုဒီသွားတဲ့ video ရမှာကျွန်တော်တို့ sharing လုပ်ပေးမယ်ပေါ့နော်အခုကတော့ဒါ MFA ကိုကျွန်တော်တို့ scan နေတာမျိုးဖြစ်နေပြီskip လုပ်မှလည်းရမှာပေါ့နော်ကျွန်တော်တို့ဒါ MFA ကိုဒီကနေပြီး on လို့မရတော့ Okay အဲ့တော့Microsoft Entra ကိုဒါကျွန်တော်ဒီရှင်းပြရတော့အောက်မှာကျွန်တော်ပြီးလို့ရှိရင်ပါရှိမလဲဆိုတာ Enterprise app တွေပါမယ်ပေါ့နော် Enterprise app တွေကတော့ကျွန်တော်တို့လိုအပ်တဲ့ application မှာမူတည်ပြီးတော့ new application တွေကျွန်တော်တို့ create လုပ်လို့ရတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒါဆိုရင် AWS Cloud နဲ့ကျွန်တော်တို့ဒါAWS Cloud နဲ့ကျွန်တော်တို့ဒါ Identity Service ယူမှာလား Google Platform နဲ့ယူမှာလားပေါ့နော်ဒါမျိုးတွေကျွန်တော်တို့ကသတ်မှတ်လို့ရတယ်နောက်တစ်ခုဆိုရင်လည်းဒါဆန္ဒကျွန်တော်ရှင်းပြရတယ်လို့ပဲပေါ့နော်link နဲ့တွဲပြီးတော့သုံးကျင်တာတို့မျိုးဆိုရင်လည်းကျွန်တော်တို့ဒီမှာဒီလိုပုံစံမျိုးပဲပေါ့နော်ဒါ fundamental ဥပမာအနေနဲ့ကျွန်တော်ပြလိုက်တာအဲ့လိုတွဲပြီးသုံးလို့ရတယ်ပေါ့နော်ဒီမျိုး Slack တို့ Salesforce တို့တရားမျိုးတွေနဲ့ကျွန်တော်တွဲပြီးတော့ Palo Alto Global Product ပေါ့နော် Global Product မျိုးတွေနဲ့ကျွန်တော်တွဲပြီးသုံးလို့ရတယ်လိုချင်တဲ့ application မှာမူတည်ပြီးကျွန်တော်တို့က create လုပ်လို့ရတယ်ပေါ့နော်Okay အဲ့ဆိုရင် Okay အဲ့တော့Microsoft Entra ကိုဒီနေ့ကျွန်တော် knowledge sharing လုပ်ပြီးသွားမယ်လုပ်ပြီးသွားရတော့ဒီထိပါပဲအဲ့တော့နောက်ဗီဒီယိုတွေလည်းလာဖို့ရှိရပေါ့နော်ဆန္ဒပြောလို့ connection access policy ကိုကျွန်တော်တို့ detail ရှင်းပြရမျိုးတွေပြီးလို့ရှိရင်ကျွန်တော်တို့နောက်ထပ်ဒီ enterprise application တွေကိုဘယ်လို create လုပ်ရမျိုးတွေဒီလိုမျိုးဗီဒီယိုတွေလည်းကျွန်တော် knowledge sharing လုပ်ပေးဖို့ရှိတယ်အဲ့တော့နောက်ဗီဒီယိုမှာဆက်လက်ပြီးတော့ကျွန်တော်တို့စောင့်ကြည့်ပေးကြပါအောင်အားလုံးကိုကျေးဇူးများတင်ပါတယ်